ခုလာမဲ့ August လ10ရက်နေ့မှာကျမရဲ့ in person retreat လေးလုပ်ဖို့ရှိပါတယ်ကျမ retreat တွေရှေ့မှာလည်းလုပ်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်ကဘာလဲဆိုတော့အခုကျမတို့မနေ့ကနေစပြီးတော့ Lion Gate Portal ဆိုတာကအခုပွင့်နေတယ် Lion Gate Portal ဆိုတာဘာလဲဆိုတော့ဒီ universe ထဲမှာရှိတဲ့ abundance ဖြစ်တဲ့ energy တွေကိုကျမတို့ဒီ portal ပွင့်နေတဲ့အချိန်မှာသိတဲ့သူကအဲ့ဒီ energy တွေကိုကိုယ့်ရဲ့အတွင်းထဲကို alignment ဖြစ်အောင်လို့ချိတ်ဆက်ပြီးတော့ embodiment လုပ်တဲ့ retreat လေးပေါ့နော်ဆိုတော့ဒီ retreat ပွဲတွေမှာကအထူးသဖြင့်ဘာလုပ်တာလဲဆိုတော့ကျမတို့ရဲ့အဲ့ဒီ body mind spirit ကိုယ်စိတ်နှလုံးသုံးပါးလုံးကို balance ဖြစ်အောင်လို့အရင်ဆုံးညှိယူတယ်အဲ့တော့ကျမတို့ body မှာ block ဖြစ်နေတဲ့ energy တွေကိုကျမတို့ release လုပ်တယ်ကျမတို့စိတ်ထဲမှာမလိုဘဲနဲ့ရှိနေခဲ့တဲ့စိတ်ဓာတ်ရာတွေเนาะဒီ emotion တွေကိုကျမတို့ releasing လုပ်တယ်ပေါ့เนาะ healing လုပ်တယ်ပေါ့ဒီ abundance ဖြစ်တဲ့ energy တွေကအရန်ပွင့်နေတဲ့အချိန်မှာကျမတို့ကအဲ့ဒီအရာတွေကိုကျမတို့ရဲ့ဒီ body တဲကို align ဖြစ်အောင်လို့ချိတ်ဆက်ယူဖို့လိုပါတယ်ဆိုတော့ကျမဒီ8ရက်8လမှာကြာရောက်မယ်ဒီ88 portal retreat ပေါ့နော်8ရက်8လမှာက energy ဒီလုံးဝ peak ဖြစ်တဲ့အချိန်ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီနေ့မှာကျမလုပ်မဲ့ retreat မှာကကျမတို့ body mind spirit ကို balance ဖြစ်အောင်လုပ်မယ်ကျမတို့ healing တွေလုပ်မယ်နောက်တစ်ခုက energy ကို activation တွေလုပ်မယ်ပေါ့နော်ဘလို့လူတွေလာရမလဲဆိုရင်ကိုယ့်ရဲ့အတွင်းထဲကတစ်ခုခုကိုသိနေတယ်ဘာလဲဆိုတော့ကိုကဒီထက်အများကြီးပို့ပြီးတော့ကိုဘဝအဆင်ပြေတော့မယ်ဒီထက်အများကြီးပို့ပြီးတော့ကိုရဲ့ဘဝကပွင့်လန်းတော့မယ်ပတ်စံနေအများကြီးဝင်လာတော့မယ်ဆိုတာကိုကအလိုလိုသိနေတယ်ဒါပေမဲ့နောက်ဆုံးကီးတစ်ချက်ကိုလှည့်ဖို့ကြံတယ်လို့ခံစားနေရတဲ့လူတွေဘာကြောင့်မှမသိဘူးအခုဒီဗီဒီယိုကိုကြည့်ရင်းနဲ့တခုခုရင်ထဲမှာခံစားလိုက်ရတယ်ပေါ့နော် calling ပေါ့တခုခုကိုယ့်ရဲ့ရင်ထဲမှာလှုပ်ခတ်သွားရဲဆိုရင်လည်းအဲ့လိုလူတွေအတွက်ဖြစ်ပါတယ်ဆိုတော့ဘာတွေလိုအပ်လဲဒီ retreat ကိုလာဖို့ဆိုတော့တကယ်တော့ဘာမှအများကြီးမလိုအပ်ဘူးအချိန်တော့လိုတာပေါ့နော်အဲ့ဒီနေ့မှာအချိန်ပေးရမယ်နောက်တစ်ခုကဘာလဲဆိုကိုယ့်ရဲ့စိတ်မှာငါဘာမှမသိဘူးဒါတွေသိဖို့မလိုတကယ်ကကျမတို့က energy အလုပ်လုပ်တယ်ဆိုတာကအရေးအကြီးဆုံးဒီဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်နှလုံးစိတ်တကားလေးဖွင့်ထားဖို့ပဲလိုတယ်အဓိကအရာအလုံးကသူ့အချိန်နဲ့သူပဲဖြစ်တာကျမတို့ကအတင်း push လုပ်လို့မရအောင်အဲ့တော့ဒီအချိန်မှာကိုယ့်အတွက် ready ဖြစ်တဲ့အရာတွေကိုသိရမယ့်အရာတွေကိုပွင့်ရမယ့်အရာတွေပွင့်ပါစေဆိုတဲ့အဲ့ဒီ intention လေးနဲ့ပဲဒီ retreat ကိုလာ join ရင်ရပါပြီဆိုတော့ကျွန်မအဲ့ဒါလေးကိုလာပြီးတော့ announce လုပ်တာပါဒီ retreat ပွဲလေးကိုလာဖို့စိတ်ဝင်စားရဲဆိုရင်ကျွန်မရဲ့ chat box မှာပဲဖြစ်ဖြစ် Facebook Messenger မှာပဲဖြစ်ဖြစ် register စလုပ်လို့ရပါပြီ August 9 ရက်နေ့မတိုင်ခင် register လုပ်တဲ့သူတွေအတွက်ကို special price early bird အနေနဲ့ special price ရှိတယ်ဆိုတော့အဲ့ဒီဟာလေးကိုလည်းကျွန်မကအမီရစေချင်ပါတယ်ကျွန်မတို့လာမယ့် August လ10ရက်နေ့မှာကျွန်မနဲ့ in person retreat မှာကျွန်မတို့တွေ့ပါမယ်ရှင်